လူတစ်ယောက်ကအလင်းအမြန်နှုန်းကိုတောင်ကျော်လွန်သွားတဲ့ညတစ်စင်းကိုပြစ်လွတ်လိုက်ပါတယ်နောက်တစ်စက္ကန့်အတွင်းမှာပဲမီတာ100အရှိရှိတဲ့မြင်းမြုပ်ငကားကြီးကိုအနိုင်ယူလိုက်နိုင်ခဲ့တယ်ဒါပေမဲ့အကူအညီပေးခဲ့တဲ့အတွက်သူတောင်းဆိုခဲ့တဲ့အရာကတော့အလွန်ရိုးရှင်းပါတယ်ရွာကနေအနီးနားမြို့ကိုဆက်သွယ်ပေးမဲ့လန်ဒလန်ဖောက်လုပ်ပေးဖို့ပဲတောင်းဆိုခဲ့တာပါထို့နောက်သိလာရတာကတော့အဲ့ဒီလူဟာလူဘလူကြီးတယောက်ဖြစ်နေခဲ့တာပါငယ်ရွယ်စဉ်ခရီးသွားနေစဉ်အတွင်းမမျှော်လင့်ပဲအဲ့ဒီရွာကကလေးတွေကိုမိတ်ဆွေဖြစ်သွားခဲ့ပါတယ်မိန်းကလေးငယ်ရဲ့အကြီးမားဆုံးဆန္ဒကဂျယ်ရီကိုအနီးကပ်မြင်ချင်တာဖြစ်ကြောင်းသိလိုက်ရတဲ့အခါလူဘလူကြီးကချက်ချင်းပဲသူ့ရဲ့ကြီးမားတဲ့လက်နှစ်ဖက်နဲ့လူတိုင်းကိုခေါင်းပေါ်ထပ်မြောက်တင်လိုက်ပါတယ်သူ့ရဲ့လက်နှစ်ဖက်နဲ့လူတိုင်းကိုမြောက်တင်ပြီးတနေ့နေ့မှာကျဲတကွင်းကိုခုယူကမိန်းကလေးငယ်ကိုလက်ဆောင်ပေးမယ်လို့အလေးပေးခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးလူဘလူကြီးဟာရွာကိုရာပေါင်းများစွာသောနှစ်များတိုင်အောင်ကာကွယ်ဆောက်ရှောက်ပေးခဲ့တဲ့ဒါပေမဲ့တနေ့မှာတော့ပြင်းထန်တဲ့မုန်တိုင်းကြီးတစ်ခုရုတ်တရက်ကြားရောက်လာခဲ့ပါတယ်အဝေးရှိတောင်တန်းများမှာကြီးမားတဲ့ရေကြီးရေရှမ်းမှုကရွာဘက်သို့အရှိန်ဟုန်နဲ့စီးဆင်းလာခဲ့တယ်လူဘလူကြီးကတန်းတုပ်ကြီးတစ်ချောင်းကိုကောက်ယူပြီးသူ့ရဲ့အေယာမလေးကိုအားပြင်းနဲ့တင်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့ညဟာကောင်းကင်ကိုထိုးပေါက်ပြန်တန်းသွားပြီးညီမျက်နှာတွင်ပြင်ကိုတောင်ပြောင်းလဲပစ်လိုက်ပါတယ်ရေလွှမ်းမှုကလည်းညသွားရလမ်းကြောင်းမှာဖြစ်ပေါ်သွားတဲ့အလွန်ကြီးမားတဲ့ညောင်ကြီးအတိုင်းစီးဆင်းသွားခဲ့ပါတယ်ရေကြီးမှုကရွာကိုနောက်ထပ်အနေနဲ့မပေးနိုင်တော့ကြောင်းတေချာအတည်ပြုပြီးမှလူဘလူကြီးကအနားယူခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ထားပဲနောက်တစ်နေ့မှာတော့သူဟာရွာကနေထွက်ခွာပြီးနန်းတော်မြို့တော်တွင်ကျင်းပမဲ့ကိုခန့်ပညာပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်ဖို့စီစဉ်နေခဲ့ပါတယ်။အားကြောင့်လဲဆိုတော့အဲ့ဒီပြိုင်ပွဲမှာအနိုင်ရခဲ့ရင်ငွေသားစုကြီးအမြောက်များရရှိမှာဖြစ်လို့ပါ။ပြီးတော့အဲ့ဒီစုငွေနဲ့သူဟာမိုးကြိုးပစ်ခံရပြီးပျက်စီးသွားခဲ့တဲ့ရွာကအိမ်တွေကိုပြန်လည်ဆောက်လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ကောင်လေးကတော့စိတ်ပူနေခဲ့တယ်သူ့မြင်ရလူဘလူကြီးဟာပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ထိတောင်ရောက်နိုင်မယ်မထင်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့နန်းတော်မြို့တော်မှာကမ္ဘာတဝန်းကအင်အားကြီးကျန်းကျင်သူတွေနဲ့ထူးချွန်တဲ့ကိုခန့်ပညာရှင်မျိုးစုံစုဝေးရောက်ရှိနေပြီးသားဖြစ်လို့ပါဒါပေမဲ့ကောင်လေးရဲ့ဖခင်ကတော့လူဘလူကြီးဟာသူထင်ထားတာတက်အစမတန်ပုံမအားကောင်းကြောင်းပြောပြခဲ့ပါတယ်လွန်ခဲ့တဲ့9နှစ်ကနတ်ဆိုးဘရင်ရဲ့စစ်တပ်ဟာဒီနေမြေကိုကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်အနီးနားရှိရွာတွေအားလုံးဟာအကြီးအကျယ်ဖျက်ဆီးခံခဲ့ရပြီးဆိုးရတဲ့ပျက်စီးမှုတွေကြုံတွေ့ခဲ့ရပါတယ်ဒါပေမဲ့သူတို့ရဲ့ရွာတွေထဲသာမပျက်စီးဘဲကျန်ရစ်ခဲ့တာဖြစ်ပါတယ်ရွာကလုံးဝမထိခိုက်ပဲအနေနဲ့ကင်းကင်းကျန်ရစ်ခဲ့တာကတော့လူဘလူကြီးကြောင့်ပါနေတိုင်းသူဟာသူ့ရဲ့လေးကိုကင်ကနတ်ဆိုးဘရင်ရဲ့စစ်တပ်ဘက်သို့ချိန်ရွယ်ထားခဲ့ပါတယ်ညတစ်စင်းတောင်မတိခဲ့ပေမဲ့နတ်ဆိုးဘရင်ရဲ့စစ်တပ်ကတော့သူ့ကိုအလွန်ကြောက်ရွံ့နေကြတာကြောင့်ရွာနားကိုတောင်မတက်ရဲခဲ့ကြပါဘူးထို့နောက်ဖခင်ဖြစ်သူကသတင်းပေါက်ကိုဖွင့်လိုက်ရာကောင်းကင်တခွင်တွေမရေမတွက်နိုင်သောကျဲကျွေများကညကောင်းကင်တခွင်မှာကျဲကျွေတွေမရေမတွက်နိုင်အောင်ဖြတ်တန်းသွားနေတာကိုမြင်တွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီကျဲကျွေတွေဟာတကယ်တော့လူဘလူကြီးပြစ်လွတ်လိုက်တဲ့ညတွေဖြစ်နေခဲ့တာပါသူပြစ်လိုက်တဲ့ညတွေဟာအလွန်မြန်ဆန်လွန်းတာကြောင့်လေထုကိုဖြတ်တန်းပြန်တန်းနေစဉ်အတွင်းမိတောက်တွေထွက်ပေါ်လာပြီးကောင်းကင်မှာကျဲကျွေများလိုမြင်တွေ့နေရတာဖြစ်ပါတယ်